เจ้ามาပဲပကြီးเจ้ามาပဲအပေါ်ပကြီးကားတွေလှုပ်သွားတာတို့အဲ့ဒီနာရီတွေချိတ်ထားတဲ့နာရီတွေအရင်လှုပ်သွားတော့ဆရာမတွေရောကလေးတွေရောအောက်ဆင်းကြမယ်ဆိုပြီးတော့ဆရာကပြောတော့အောက်ကိုအကုန်ဆင်းကြတာပေါ့နော်လမ်းမထွက်နေကြတာပါလေရှင်အဲ့လိုစပွဲကုံတွေအရန်လှုပ်တော့အရန်မူးသွားတာပေါ့နော်ခါအရန်ပြီးမူးသွားတဲ့အထိကိုဖြစ်သွားတာပေါ့နော်အဲ့လောက်တဲ့အချိန်မှာတော့ကျွန်တော်ဒီမှာဒီကလုံလုံဝင်လာဆိုတော့ဒီကဆိုင်ပတ်လည်မှာလိုက်ကြည့်နေတဲ့အချိန်ပေါ့နော်လိုက်ကြည့်နေတဲ့အချိန်မှာတိတိကျကျပဲဗျကျွန်တော်ဒါဘဝမှာပထမဆုံးပေါ့တော်တော်ပြင်းပြင်းထန်ထန်လေးပဲလှုပ်သွားတာတော့အချိန်လည်းနည်းနည်းကြာတယ်ပေါ့နော်4-50မိနစ်လောက်တော့ကြာတယ်လှုပ်တာဟိုအဲ့လိုလှုပ်ပြီးချင်းတော့တစ်ခါမှလည်းမကြုံဘူးတော့ခေါင်းလေးပါပြီးတော့မူးတက်လာပေါ့နော်အဲ့လိုမျိုးဟုတ်အိမ်ဘက်ကတော့လမ်းပြောတာတော့အဲ့လိုမျိုးတော့အိမ်မှာတော့ထိခိုက်မှုတော့မရှိဘူးပေါ့နော်ဒါပေမဲ့ခလေးတော့နည်းနည်းတော့လန့်သွားတာပေါ့ကြီးမလေးဆိုလဲခေါင်းလေးပဲမူးပြီးတော့အခုတည်းဒီခေါင်းမှုနေတော့ပေါ့